Okay,ကျွန်တော် POS ကနေပြီးတော့เนาะSunny မှာရောင်းမယ်ဆိုလို့ရှိရင်ဒီ POS application နဲ့ဝင်လိုက်မယ်။ဝင်ပြီးလို့ရှိရင်ဒီမှာတော့ဒီလိုလေးပေါ်နေမှာเนาะအဲ့ဒီခါမှာကျွန်တော် open register ကိုနှိပ်လိုက်မယ်။ဒီမှာသူက opening cash ရှိရပေါ့เนาะအရင်ရောင်းထားတာရှိရင်9500နဲ့ကျွန်တော် opening cash မှာ9500ထည့်ပြီး open register ဆိုတာကိုနှိပ်မှာခုကျွန်တော်ဒါကတော့စရောင်းလို့ရတဲ့အချိန်ကြီးပေါ့နော်အဲ့မှာကျွန်တော်ကဒီ A စွန်းချောကိုရောင်းမယ်ဆိုရင်အပေါ်ကကျွန်တော်ရဲ့category ကိုနှိပ်လိုက်မယ်ဆို A စွန်းချောနဲ့ပတ်သက်တာတွေပဲကြာလာမယ်ပေါ့နော်တကယ်လို့မဟုတ်တော့ A စွန်းချောမဟုတ်ဆိုအဲ့ဒါကိုပြန်နှိပ်လိုက်လို့ရှိရင်အကုန်လုံးပြန်ကြာလာမယ်ပေါ့နော်အဲ့မှာထားပါတော့ ABB 130 A သွဲဆိုလို့ရှိရင်သူနဲ့ပတ်သက်တဲ့ဟာတွေပဲကြာလာမယ်အဲ့ဒါမရောင်းချင်တော့ဆိုအဲ့ဒါကိုနောက်တစ်ချက်ပြန်နှိပ်လိုက်လို့ရှိရင် overall ကြာလာမယ်ပေါ့နော်မှာကျွန်တော်ကဒါတော့ A စွန်းချောရောင်းမယ်ရောင်းမယ် A နဲ့ A ရောင်းမယ်ပေါ့ပြီးလို့ရှိရင်သူရဲ့ price ကိုထည့်မယ် price ကိုနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်တဲ့ A ကိုတစ်သိန်းပဲထားပါတော့သိန်းနဲ့သိန်းပြီးလို့ရှိရင်နောက်ထပ်ခုထပ်ရောင်းမယ်ရက်90ပေါ့ရက်90 A ရောင်းမယ်တဲ့ A ပေါ့နော်သူကတစ်သိန်းနဲ့တောင်းမယ် price ကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်ပြီးလို့ရှိရင်ကျွန်တော်payment ကိုနှိပ်လိုက်payment ကိုနှိပ်ပြီးလို့ရှိရင်ဒီမှာ cash နဲ့ပေးမှာလား KB နဲ့ပေးမှာလားပေါ့နော်ကျွန်တော် cash နဲ့ပေးလိုက်တယ် cash နဲ့ပေးပြီးတော့ validate ကိုနှိပ်လိုက်အဲဆိုလို့ရှိရင်ဒါ order တစ်စောင်ရောင်းပြီးသွားပြီပေါ့နောက်ထပ် new order ခေါ်မယ်ဆိုရင် new order ပြီးလို့ရှိရင်ကျွန်တော်နောက်ထပ်ထပ်ရောင်းမယ်ရွှေပြူပေါ်ဆန်းမွေးရွှေပြူပေါ်ဆန်းမွေးကို8ပေါ့နော်8ရောင်းမယ်8ရောင်းမယ်ဝင်ရမယ်သူရဲ့ဈေးက price က2သိန်းဆိုလို့ရှိရင်2သိန်းပေါ့ price ကိုနှိမ့်မယ်ပြီးရင်သိန်းလိုက်ခဲ့လားပေးမှနှိမ့်မယ်ပေးမှနှိမ့်ပြီးလို့ဆိုဒီတစ်ခါကြားလို့ရှိရင်ကြားတော့ကျွန်တော် cash နဲ့ပေးမှလား KB နဲ့ပေးမှလားအကျွေးလားပေါ့နော်အဲ့မှာကျွန်တော် KB တစ်ဝက် cash တစ်ဝက်ပေးမယ်ပေါ့ဒါဆိုရင် cash မှာ2သိန်းရိုက်ထဲလောက်cash မှာ2သိန်းရိုက်ထဲလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်နောက်ထပ်ကျန်တဲ့ဟာကို KB နဲ့ပေးမယ်ပေါ့ပြီးရင် validate ကိုနှိပ်လိုက်မယ်မှာကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် voucher မှာဆိုရင် cash နဲ့2သိန်းပေါ့ KB နဲ့4သိန်းရတယ်ပေါ့နောက်ထပ် new order တစ်ခုကိုထပ်ခေါ် new order တစ်ခုထပ်ခေါ်ရဒီခါကျွန်တော်တို့အကျွေးရောင်းမယ်ပေါ့အကျွေးရောင်းမယ်ပေါ့နော်ဒီဆမ်မွေးကိုပဲကျွန်တော်98ပေါ့အဲ့ဒါကို price မှာ2သိန်းနဲ့ကျွေးရောင်းကျွေးရောင်းမယ်ပြီးလို့ရှိရင်ကျွန်တော် payment ပေါ့ payment နှိပ်ပြီးတော့ customer account နဲ့ပေးမယ်ပြီးရင် customer ဘယ်သူလဲဆိုတာကိုရွေးမယ်ပေါ့နော် customer ကမောင်မောင်ပဲထားပါတော့မောင်မောင်ကိုကျွန်တော်အကျွေးရောင်းလိုက်ဒီမှာ validate ကိုနှိပ်လိုက်customer account မောင်မောင်ဆိုပြီးထွက်သွားလိမ့်အဲ့မှာနောက်ထပ်ပြီးတော့ခေါ်ရောင်းမယ် new order ပေါ့နော်ကျွန်တော်တို့ခုပြောဖို့ကြံနေခဲ့တာကထားပါတော့ဒီဟာဝဲပေါ့နော်အကျွေးနဲ့ထပ်ရောင်းလိုက်မယ်အကျွေးရောင်းတဲ့အချိန်မှာကျွန်တော်တို့ကနာမည်ပေါ်ခြင်းတယ်ပေါ့နော်နာမည်ပေါ်ခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်တော့ဒီ action နဲ့ရပေါ့ action နဲ့ကဒီမှာ general note ပေါ့အဲ့နေရာမှာကျွန်တော်ကထားပါတော့ခဏမောင်လို့ရိုက်ထည့်လိုက်ပြီးရင် apply ကိုနှိပ်လိုက်ပြီးလို့ရှိရင်မှကျွန်တော် payment ကိုနှိပ်မယ်ပြီးရင် customer ကောက်ပေါ့ပြီးတော့ customer နေရာမှာကျွန်တော်တို့ကမောင်ပေါ့မောင်နဲ့နော်
မှာ validate နှိပ်လိုက်မယ်မှာသူ့ရဲ့ဒီ general note ဆိုတဲ့နေမှာမောင်မောင်ဆိုတာလေးပေါ်သွားမယ်ပေါ့နော်ဒီမှာပြီးလို့ရှိရင် new order ထပ်ခေါ်မယ်ပြီးရင်ကျွန်တော်တို့ကဒီမှာ session ပိတ်တော့မယ်ပေါ့နော်session ပိတ်တော့မယ်ဆို order return ပြန်မယ်ပေါ့ return ပြန်မယ်ဟာရှိရဆိုလို့ရှိရင် order တွေကမှဒီ all activity order ဆိုတာတွေကပိတ်ပေါ့နော်ပိတ်နေမှာကျွန်တော်တို့ return ပြန်ဘယ်ဆောင် return ပြန်မှာကျွန်တော်ဒီအပေါ်ဆုံးကရောင်းထားတဲ့ဒီမောင်ပေါ့နော်အဲ့မောင်ကိုကျွန်တော်တို့ return ပြန်မယ်ဒါမှမဟုတ်လို့ရှိရင်မောင် return ပြန်မယ်ပေါ့အဲ့ဒါကိုနှိပ်လိုက်မယ်ဒီမောင်ပေါ့နော်တအိတ်ကို return ပြီးလို့ရှိရင်ကျွန်တော်တို့ကအားလုံးမလဲဆိုတော့ payment ဆိုတော့ကျွန်တော်တို့ကသူ့ဒီကရတယ်ဗျာမရသေးတော့ customer account နေအဲ customer account နဲ့ပဲကျွန်တော်တို့ validate ကိုနှိပ်လိုက်ဒါဆိုလို့ရှိရင် customer account နဲ့ကသူထွက်သွားပြီးတော့သူ return ပြန်တယ်နော်အဲ့ပါတော့ cash နဲ့ပေးလိုက်တယ်ကျွန်တော်တို့ငွေရတဲ့ဟာတွေ return ပြန်မယ်ဆို cash နဲ့ပေးရဆိုလို့ရှိရင် cash ကိုရွေးမယ် KP နဲ့ပေးရဆို KP ကိုရွေးပေးမယ်ပေါ့နော်ပြီးတော့နောက်တစ်ခါကျွန်တော်တို့ဘာရှိလဲဆိုတော့ခါကျဒါရောင်းမိသွားတဲ့အချိန်မှာကျွန်တော်တို့ session ပိတ်မယ်ပေါ့နော် session ပိတ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ကနေပြီးမှ close register ဆိုတာလေးကိုနှိပ် close register ဆိုတာနှိပ်ပြီးတော့ခါကျတော့ဒါ session ပိတ်တာပေါ့နော်နောက်တစ်ခုပေါ့နော် close register ကိုမလုပ်ခင်မှာကျွန်တော်တို့အကျွေးရောင်းထားတဲ့ဟာတွေကိုအကျွေးလာပေးတယ်ပဲထားပါတော့အကျွေးရောင်းထားတဲ့ဟာကိုအကျွေးလာပေးရဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာcustomer ဆိုတာရှိအဲ့ customer ဆိုတဲ့ဟာလေးယူလိုက်မယ်ခုနကကျွန်တော်ကမောင်ကိုအကျွေးရောင်းထားတယ်ပါပါတယ်နော်မောင်သူယူသွားပြီးတော့ခါကြတော့သူ10သိန်းအကျွေးရှိအဲ့ဒါအောင်မှသူကကျွန်တော်တို့9သိန်းအကျွေးလာပေးတယ်ပဲထားပါအဲ့ဆိုလို့ရှိရင်ဒီမှာ settle due account ဆိုတာလေးကိုနှိပ်လိုက် settle due account မှာသူဘာနဲ့လာပေးရလဲ KP နဲ့လာပေးရလား cash နဲ့လာပေးရလားပေါ့နော်အဲ့မှာတော့ cash နဲ့လာပေးတယ်ပေါ့ဘယ်လောက်လာပေးလဲဆိုလို့ရှိရင်သူ10သိန်းရှိတော့မှ9သိန်းလာပေးတယ်ပေါ့နော်9သိန်းလာပေးရပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ9သိန်းကိုရိုက်ထည့်လိုက်မယ် cash နဲ့လာပေးရပြီးလို့ရှိရင်ကျွန်တော်တို့ validate ကိုနှိပ်လိုက် yes ပေါ့နော်9သိန်းရတာရအမှ new order အဲ့လိုအကျွေးလာပြီးလို့ရှိရင်အရင်ကတော့ကျွန်တော်တို့ cash in cash out နဲ့သွားထားတာပေါ့နော်ခုဒါversion တင်မှာအဲ့လိုလေးအကျွေးကိုခြေလို့ရတယ်ပေါ့နော်အဲ့လိုပြီးလို့ရှိရင်ကျွန်တော်နောက်ထပ်ဒီမှာgroup register ပေါ့နော် register ဒီ session ပိတ်တယ်ခေါ်တာပေါ့ session ပိတ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ကအဆက်30ခါနေပြီးဒီ group register လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ဒီမှာ cash မှာကျွန်တော်က cash စုပေါင်းရောင်းရငွေပေါ့နော်စုပေါင်း cash လက်ထဲမှာရှိတာ10သိန်းနဲ့9500ရှိတယ်ပေါ့နော် KP နဲ့က4သိန်းရောင်းထားတယ် customer account နဲ့က5သိန်းရောင်းထားတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ကဒီမှာ cash count မှာကျွန်တော်တို့လက်ကျန်ပေါ့နော်ထားပါတော့သူတို့ကို petty income အနေနဲ့3000ပေးထားလို့ရှိရင်အသေးဆုံးနေ3000ဆိုရင်3000သူဒီကျန်ကိုရိုက်ထည့်မှာပေါ့နော်အဲ့ကမှာကျွန်တော်ထားပါတော့သူတို့3000ချန်ပြီးတော့ကျွန်တော်တို့ကငွေအပ်လိုက်တယ်ပေါ့သူကအပ်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာဘယ်လောက်ထွက်ရမလဲဆို30 5000ထွက်ရမှာပေါ့နော်ဒီမှာ cash in အောင်မှာ cash out မှာ1 3 4 5 reason ကကြာတော့ transfer ပေါ့နော်လို့ရှိရင် confirm လို့နှိပ်လိုက်မယ်လို့ရှိရင် cash ကမှာဘယ်လောက်လဲဆိုတော့3000ပေါ့3000ရှိရပေါ့နော်အဲ့ဒီအချိန်မှာပြီးလို့ရှိရင်ကျွန်တော်တို့က close register ဆိုတာကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ back end နဲ့ထွက်လိုက်မယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ညီမလေးမေးထားတဲ့ဟာပေါ့နော်ညီမလေးမေးထားတဲ့ဟာတခုရှိရဲသူ customer တွေကိုဒီနေ့တဲ့ customer ကိုဘယ်လောက်ရောင်းရလဲဆိုတော့သူကြည့်ချင်ပေါ့နော်အဲ့ဒီဥစ္စာတွေကဒီ order တွေကနေဒီ payment ပေါ့နော် payment မှာ KP customer account cash account ဆိုပြီးရှိရဲအဲ့မှာ customer ကမှအမားတို့ဒီ customer နာမည်တွေကိုကြည့်လို့ရအောင်ထည့်ပေးထားရပေါ့နော်အဲ့မှာကိုကဘယ်ရက်အတွက်ကြည့်ချင်တာလဲဆိုဒီဘက်က
ဘာလို့နှိပ်လိုက်မယ်ပြီးတော့ add custom group တွေက date ပေါ့နော် date နဲ့စုကြည့်လို့ရမယ်အဲ date မှာyear month day ပေါ့နော်ဆိုပြီးဘယ်နေ့မှာဘယ် customer တွေကိုရောင်းလိုက်တယ် customer တွေကိုဘယ်လောက်ရောင်းလာထားတယ်ဆိုတာပေါ့နော်ဒီမှာမေးလာမှာဆို9ရက်နေ့မှာ12ဆောင်ရှိတယ်13ရက်နေ့မှာ4ဆောင်ရှိတယ်ပေါ့ဒီမမကိုသူရောင်းထားတာတွေပေါ့နော်ဒီမှာမမကို reference ပြန်တာတွေသူအဲ customer အကောင့်မှာဒါလေးတွေကိုကြည့်လို့ရအောင်ထည့်ပေးထားပါတယ်ဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒီမှာ customer ကပထမမောင်ပေါ့နော်မောင်ကိုဒီမှာ10သိန်းရောင်းလိုက်တယ်ပေါ့10သိန်းမိုးရောင်းလိုက်တယ်ပြီးတော့2သိန်းမိုးတစ်စောင်ရောင်းတယ်အဲ့2သိန်းမိုး refund ပြန်တဲ့အခါမှာဒီမှာ minus နဲ့2သိန်းထွက်သွားတယ်သူကပြီးတော့9သိန်းငွေလာပေးတဲ့အတွက်သူ9သိန်းငွေလာပေးတဲ့အတွက်ဒီ9သိန်းနဲ့ထွက်ထားတယ်ဆိုတဲ့ဟာတွေလည်းပါတယ်ပေါ့နော်ပြီးတော့ခါကြတော့အမတို့တစ်ချက်ဒီမှာကြည့်လိုက်လို့ရှိရင် customer နဲ့စုလို့ရမှာလို့တစ်ချက်ကြည့်မယ်ပေါ့နော်ဒီမှာ customer ဆိုတာလည်းပါတယ်အမ customer ဆိုလို့ရှိရင်ဒီမှာ customer ဘယ်သူနဲ့ပေါ့နော် customer တယောက်ချင်းစီနဲ့ပေါ့နော်ဒေါ်စုဆိုလို့ရှိရင်ဒီ9ရက်နေ့မှာဘယ်နှဆောင်ရောင်းရတယ်ဒေါ်တောင်ဘယ်နှဆောင်သူ့ရဲ့ဆောင်ရည်လေးနဲ့ရောင်းရတာလေးကိုလည်းဒီလိုမျိုးကြည့်လို့ရမယ်ပေါ့နော်